ကောင်းမှုကိုကြိုးစားလုပ်ကြတနေ့ကြရင်အဲ့ဒီလူဆိုးတွေရောလူကောင်းတွေရောအကုန်သိမှာပဲလူဆိုးတွေကောင်းမှုလုပ်ဖို့သတိမရကြပေမဲ့လူကောင်းတွေကောင်းမှုလုပ်ဖို့ကိုသတိရကြပါဘယ်ချိန်ပိုရေးကြည့်လဲပုံညာဒုက္ခနောင်နာစလုံးရေးကြည့်တယ်ဇီဝိတသင်္ခယံမိဘာလဲအသက်ကုန်ကနီးပြီဆိုရင်ဟဲ့ဘယ်ချိန်လဲအသက်ကုန်ကနီးပြီဆိုရင်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်ချမ်းသာ၃ပါးရအသက်ကုန်ကနီးရင်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကရည်နေရင်အဲ့ဒီရည်ထဲမှာပြင်ကြက်ကလေးတစ်ချက်ရတယ်လို့ပဲအပင်လေးတစ်ပင်ဆွဲကင်စရာရတယ်လို့ပဲဒီကနေ့အသက်ကုန်ကနီးလာပြီဆိုရင်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်ကောင်းမှုကြီးကြီးမားမားမရှိရင်ကောင်းမှုကိုမရှိရင်တော့အဲ့ဒါဆင်းရဲစွာသိကြမယ်ဒီကအရေးကြုံရင်မိတ်ကောင်းရှိရနှစ်ကရှာရှာပါပါဖြစ်လာတဲ့အချိန်မှာလောဘမကြီးကြနဲ့ရောင်ရဲတင်းတိမ်မှချမ်းသာမယ်သုံးကတော့မသေးတဲ့တ attva တရားမှမရှိဘူးသေဖို့အချိန်နီးနီးလာရင်ကောင်းမှုရှိမှချမ်းသာစွာသေရမယ်ကောင်းမှုရှိအောင်လုပ်ကြသုံးနော်မာနလိုတ attva ဟောရတာနော်ရေအိုးပေါက်ပြီးတော့ရေလောင်းရတယ်လို့ဖြစ်မာနဘာတရားမှမရှိတဲ့ကောသဗ္ဗတဒုက္ခသဗဟာနံပုံညံ conclusion လေးကကောင်းလိုက်တာသဗ္ဗတဒုက္ခသဗဟာနံပုံညံဒုက္ခအလုံးကိုပယ်နိုင်မှချမ်းသာစေတကယ်ဖြစ်မယ်ဒုက္ခလို့ဆိုတဲ့နေရာမှာဝိဒုက္ခကမ္မဝကိလေသာဝိပါကဒီသုံးခုကိုဒုက္ခလို့ဒီနေရာမှာပြောတယ်အဲ့ဒီဝသုံးပါးကိုပယ်နိုင်တော့မှဘာဖြစ်လဲချမ်းသာအစိတ်ကိုဧကံရကြမယ်တဲ့ကမ္မဝလည်းပယ်နိုင်အောင်လုပ်ကြကိလေသာဝလည်းပယ်နိုင်အောင်လုပ်ကြကမ္မဝနဲ့ကိလေသာဝကိုပယ်နိုင်ရင်ဝိပါကဝဆိုတာကတော့မလာတော့ဒါကတော့ဓမ္မစစ်စစ်ဘုရားပြောတာနော်ဒုက္ခ၄ပါးဒီဂါထာပြောသွားတယ်ပြန်ဖတ်လိုက်မယ်